Okay ဟုတ်ပြီအဲ့ဆိုရင်ခြေတို့ခုနကပတ်တန်နေတင်ပြီးပြီဆိုတော့အခုပိတ်တွေညှက်သွားမယ်နော်ကျောင်းစိမ့်နေရတော့လေအခုချဲတင်တဲ့နီးနေတာဆွဲပေါ့နော်ခလေးတွေနဲ့အကုန်လုံးကွက်တီတွေပဲလွယ်တယ်နော်တောက်တွေလည်းအခုချဲပြတယ်လို့လေးတွက်သွားပြီနော်တောက်ဘလောက် site ထည့်ရမယ်ဘာညာမဟုတ်ဘူးအခုချဲတွက်ပြရလေးရှင်းတယ်နော်သူ့မှာပေါ်လာတဲ့တောက်အကျယ်တိုင်းယူသွားရုံပဲနော် okay ဟုတ်ပြီအဲ့ဒါလေးပြီးသွားရင်ချဲတို့အခုဒီမှာအောင်သားလေးကိုခောက်မှာပေါ့နော်ကိုထားတဲ့လောက်လေးခောက်သွားမယ်နော်ပြီးသွားရင်နောက်တစ်ခါကျချဲတို့တောက်တွေချုပ်မယ်နော် okay ဟုတ်ပြီဒါတော့ချဲတို့အောင်သားလေးကိုချုပ်သွားတာပေါ့နော်ဟုတ်ပြီနော် okay အောင်သားလေးချုပ်ပြီးသွားရင်တော့ချဲအခုဒီမှာချုပ်ထားတယ်လို့လေဒေါက်လေးတွေချုပ်မယ်နော်ဒေါက်လေးချုပ်တဲ့အချိန်ကြာရင်လေအောင်သားအချွန်သားလေးရောင်းရင်လေအလိုက်တင်ရင်လေချုပ်လာခဲ့နော်အဲ့မှာချွန်လေးမဖြစ်မှာနော်အခုဒီမှာချဲချုပ်သွားတယ်လို့မျိုးလေးလေနော်လေအနားရောက်တော့မှလေတောက်လျှောက်ထိန်နားရောက်တော့မှကိုယ်ချလိုက်တာမျိုးရင်မလုံးနဲ့ခလေးတွေကကြာတင်နေရတိတ်အရင်ရှိသေးတာမဟုတ်ဘူးပေါ့နော်နှမို့အနားရင်မှာဖောင်းဖောင်းရေသွားဖြစ်နေလိမ့်မယ်နော်okay ဟုတ်ပြီနော်အခုဒီမှာကြည့်နော်ခြေလို့တောက်တွေအကုန်ချုပ်သွားတယ်အဲ့တော့အဲ့အချွန်ထိန်သားလေးမရောက်ခင်ပေါ့နော်1 cm 1.5 cm ဝန်းကျင်လောက်ကြာရင်လေအလိုက်တင်လေးဆွေးပြီးချုပ်လာခဲ့ပြီနော်အဲ့ဆိုတောက်ထိတ်လေးတွေကလှတယ်နော်ထိန်သားရောက်တော့မှကိုယ်မချနဲ့နော်okay နော်အဲ့ဆိုခြေလို့ထည့်ထားတဲ့တောက်တွေအကုန်လုံးခြေလို့ထည့်ပြီးတော့ချုပ်တယ်နော်ချုပ်ပြီးတော့ရင်ခြေလို့မီးဘူးတိုင်မှာပေါ့နော်ဟုတ်ပြီနော်အဲ့ဒါလေးကကြတော့ခြေလို့ဘေးနှစ်ဖက်ကိုဓာတ်ဆက်လေးပူလိုက်တာပေါ့နော်ဓာတ်နဲ့ဆက်ဘေးနှစ်ဖက်ကိုဓာတ်ဆက်လေးပူမလိုက်သေးဘူးနော်တစ်ချမ်းချင်းစီပဲလိုက်သွားမှာနော်ဟုတ်ပြီနော်အဲ့ဒါလေးပြီးသွားတဲ့အချိန်ကျရင်အခုဒီမှာခြေလို့ဓာတ်တွေကိုမီးဘူးတိုက်တယ်ခြေဓာတ်တွေမီးဘူးတိုက်တာလေးတွေ့ရနော်နော်အခုဒီပုံစံလေးပေါ့နော်ဓာတ်တွေကိုပြားနေအောင်လေးမီးဘူးလေးတေးချလေးတိုက်မယ်ဓာတ်တွေကိုအတွင်းဘက်ကိုချိုးပြီးတော့တိုက်သွားမယ်နော်အခုချဲပြထားတဲ့လိုမျိုးလေးထောင်လေးတွေကိုတိုက်သွားမယ်နော်မီးဘူးကို okay ပြီးတော့ရင်အောက်ကိုချဲ 1.5 cm လောက်လေးစားထုတ်နော်အခုချဲပြတဲ့လိုလေးနော်အဲ့တော့ဒီဘက်မှာပိတ်ကိုနှစ်ခေါက်ခောက်လိုက်တယ်ပြီးတော့ရင်ပလဲအလေးနဲ့တွဲလိုက်တယ်ပြီးတော့ရင်အောက်ကိုချဲ 1.5 cm ပေါ့နော်နော်1.5 to 2 cm လောက်ရတယ်နော်ခလေးတွေကတော့အရင်1.5 လောက်ဆိုရပါတယ်နော်အခုချဲပြတဲ့လိုလေးစားထားလိုက်မယ်နော်စားထားပြီးသွားတဲ့အချိန်ကျရင်ချဲအခုဒီမှာပြထားတဲ့နေရာနားလေးကနေအောက်ကိုတောက်လျှောက်လေးချုပ်သွားမယ်အပေါ်ပိုင်းကိုကြာတော့4000ကွက်လေးချုပ်သွားမယ်နော်ဒါလေးကကြာတော့ခလေးဂျိတ်ထက်မင်းချုပ်နေပေါ့နော်okay ချီလေးတုပ်သွားမယ်ပြီးတော့အောက်ထီလေးတောက်လျှောက်ချုပ်သွားမယ်ဟုတ်ပြီနော် okay ပြီးတော့ရင်သူ့ရဲ့ဒီအပေါ်ပိုင်းလေးကိုခြေကူပြတဲ့လိုမျိုးလေး4000ကွက်လေးချုပ်သွားမယ်နော်ဟုတ်ပါပြီ။နော်အဲ့ဒါလေးပြီးသားတဲ့အချိန်ကျရင်အခုဒီလိုပုံစံလေးဖြစ်သွားမယ်နော်အဲ့ဒါလေးပြီးသားရင်ချုပ်မီးဘူးလေးတွေတေချာလေးတိုင်မယ်ဟုတ်ပြီနော်မီးဘူးလေးပြားနေအောင်လေးတိုက်โอเคဟုတ်ပြီအဲ့ဆိုခြေတို့အခုဒီမှာပြီးသွားပြီပြီးသွားရင်ခြေတို့အဲ့ဒီထောက်ဘေးနားလေးမှာခြေတို့ market အမှတ်လေးရှိပြီးသားပေါ့နော်ပတ်တန်ဆွဲကလေးကခြေတင်ပြီးသားအဲ့ဒါလေးနဲ့ကိုခြေကူပြတဲ့လိုမျိုးလေးတစ်ခါလေးတွဲလိုက်မယ်ပြီးသွားရင်ခြိကျဲလေးတစ်ကြောင်းနဲ့မယ်ပြီးသွားရင်အခုဒီမှာအထက်ဆင်လေးတက်သွားမှာပေါ့နော်အဲ့တော့အထက်ဆင်ကိုခြေကိုအခုဒီမှာ 1cm တပြားလေးခြေကိုကြိုးပြီးတော့ခောက်ထားပေးနော် 1cm လေးကြိုးပြီးတော့ခောက်ထားပေးလက်ထိန်တတ်တဲ့သူရတော့ရပါတယ်မထိန်တတ်တဲ့သူတွေကြတော့အခုဒီလိုမျိုးလေးကြိုးခောက်ထားတာလေးတွေကပို့ပြီးတော့ချုပ်လို့ကောင်းတယ်ပေါ့နော်โอเคဟုတ်ပြီနော်အဲ့ဒါလေးပြီးတိုင်းခုနချဲလို့အခုဒီမှာခောက်ထားတဲ့ဟာလေးကိုဘီတပြားလေးအကျဲလေးတစ်ချောင်းလေးနင်းလိုက်တယ်ထိန်လိုက်တဲ့သဘောမျိုးပေါ့နော်နော်အဲ့လိုပုံစံလေးနင်းလိုက်တယ်ပြီးတော့ရင်ချဲကတော့နံပါတ်ပြားတွေတက်တဲ့အချိန်ကျရင်အခုဒီမှာအတွင်းဘက်ကနေတက်တာပေါ့နော်
အခုဒီမှာလေးကြည့်ပဲနော်ဟုတ်ပြီအတွင်းဘက်ကနေချဲအခုဒီမှာ 1cm လေးချုပ်ထားတဲ့ဟာလေးနဲ့တောက်လျှောက်လေးချုပ်သွားမယ်နော်အပြင်ထိပ်မှာလည်းချဲချုပ်စာ 1cm လေးခြံထားခဲ့တယ်နော်အဲ့တော့အခုဒီမှာတောက်လျှောက်လေးချုပ်သွားမယ်ချဲအထက်စင်လေးကို3ချိုးချိုးထားတာလေးတွေ့ရနော်အဲ့ဆို lining ကတ်စရာမလိုပဲနဲ့အထက်စင်လေးကထူထူလေးဖြစ်သွားမှာပေါ့နော်โอเคဟုတ်ပြီဒီဘက်ချမ်းလေးမှာကြာတော့ချဲက2လက်မဝင်ကျင်လောက်လေးခြံပြီးတော့ပေါ့ထားခဲ့တယ်ပေါ့နော်โอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားတဲ့အချိန်ကျရင်ဒါလေးဒီလိုလေးခောက်ပြီးတော့ချုပ်ချင်လဲရတယ်ပြောင်းပြန်လှန်ပြီးချုပ်ချင်လဲရတယ်ကိုကြိုက်တယ်လို့ချုပ်နော်ခြုံနည်းရတော့အမျိုးမျိုးပဲအဲ့တော့အခုဒီမှာဒီပုံစံတိုင်းလေးချဲငုံပြီးတော့အလှဘက်ကိုပြန်ပြီးတော့ချုပ်သွားတာပေါ့နော်အဲ့တော့မေးဘူးလေးတွေကြိုပြီးတော့ခောက်ထားတဲ့အတွက်ကြောင့်မို့လို့အထက်စင်တာလိန်တာတွေပါမဖြစ်တော့ဘူးပေါ့နော်ပြီးရင်ချဲက3ခေါက်ချိုးထားတာပေါ့နော်အခုဒီလိုမျိုးလေးအလဲကိုတစ်ခေါက်ချိုးတယ်ပြီးတော့မှတစ်ခေါက်ချိုးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့အထက်စင်တာလေးကတင်းတင်းလေးပို့လှတာပေါ့နော်ပြီးတိုင်းချဲလို့ဒါလေးတုပ်လိုက်တယ်ရမယ်နော်โอเคနော်ဒါလေးပဲနော်အဲ့ဆိုချဲလို့ဒါအထက်စင်တက်တာလေးပြီးသွားပြီအဲ့ဆိုရင်ချဲလို့ထပ်ပင်ခွင်းလေးပြီးသွားပြီနော်အဲ့ဆိုချဲချိန်မှတ်တာလေးကနောက်တစ်ဖိုင်မှာပြပေးမယ်နော်ရှေ့ကချဲပတ်တန်သင်းနဲ့ချိန်မှတ်တာလေးတစ်ခါလေးပြခဲ့ပြီးသားနော်โอเคဟုတ်ပါပြီတေချာလေးချုပ်သွားပြီနော်အဲ့ဆိုရင်ဒီဘက်အဖုံးချမ်းဘက်ထိတ်လေးမှာကြာတော့ကွက်တီလေးထားရင်ရပြီပေါ့နော်တွားကြပိုးထားစရာမလိုနော်โอเคဟုတ်ပြီအဲ့ဆိုရင်အခုဒီပုံစံတိုင်းလေးတုပ်လိုက်ရင်ရတယ်နော်โอเคဟုတ်ပြီအဲ့ဆိုရင်ခြေတို့ကအကုန်ချုပ်ပြီးသွားတဲ့အချိန်ကျရင်ခြေတို့ဒီမှာအဖုံးချမ်းဖတ်ပေါ့နော်အတွင်းဘက်မှာခြေကိုမှတ်ခဲလေးနဲ့မှတ်ထားတယ်ပြီးတော့သူ့ကိုလည်းအခုဒီမှာမှတ်ခဲလေးတစ်ခုမှတ်ထားပါတော့နော်ဒီလိုပုံစံလေးနော်အဲ့တော့အစားထွက်တာလေးကထဲကျင်လဲရတယ်မထဲကျင်လဲရတယ်နော်အတိထားကျင်လဲရပြီးတော့ဒီလိုလေးပတ်ပြီးတော့သူဆုံးတဲ့နေရာမှာခြေကိုမာခင်လေးတစ်ခုမှတ်မှာပေါ့နော်အဲ့ဆိုဂျိတ်ကိုအဖုံးချမ်းဘက်မှာအခုဒီလိုပုံစံလေးထားမယ်ဆိုရင်အခုခြေပြားတဲ့နေရာမှာလည်းဂျိတ်ရဲ့ဗဇက်အဟလေးကိုနော်အခုဒီလိုပုံစံမျိုးလေးနော်တူတူလေးဟာပြီးတော့လုပ်ပေးနော်ထားပေးနော်ဇောက်ထိုးဖြစ်မှာဆိုလို့နော်ပြီးတော့ဒီဘက်မှာဂျိတ်အသေးလေးတက်တယ်ဒီဘက်မှာလည်းအသေးလေးတက်မယ်နော်အဲဆိုရင်ခြေတို့အခုဒီမှာဂျိတ်လုံးကြီးလေးပြီးသွားပြီချုပ်ကြည့်ပေးနော်